ဒီဗီဒီယိုလေးမှာတော့ကျမစေကမှာရှိတဲ့ 60 days body transformation program မှာဘာတွေပါဝင်လဲဘလို့လူတွေအတွက်ပြုလုပ်ပေးထားရလဲဘာအကျိုးကျေးဇူးတွေရမှာလဲဆိုတာကိုပြောပြပေးပါမယ်အဲ့တော့ဒီ program လေးကိုဘလို့လူမျိုးတွေအတွက်ယူရလဲဆိုလို့ရှိရင် weight တွေခဏခဏချတယ်အရင်တော့ကလည်းချတယ်အခုလည်းချနေသေးပဲဒါပေမဲ့မအောင်မြင်ဘူးနောက်တစ်မျိုးကကြတော့ကျမတို့လိုဆရာဝန်တွေကိုယ်တိုင်ဥဆောင်ဖွင့်လှစ်ထားတဲ့ဆေးခန်းတွေမှာဝိတ်ချဆေးအကူအညီကိုယူပြီးတော့ဝိတ်ချနေတယ်ဒါပေမဲ့ calorie deficit ဖြစ်တဲ့ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အာဟာရအုပ်စုတွေပါဝင်တဲ့အစားအသောက်တွေကိုမကျင့်စေတတ်ဘူးပေါ့နော်အဲ့လိုလူမျိုးတွေအတွက်နောက်တစ်ခုကကြတော့ဝိတ်ချဖို့အတွက်အစီလောင်ကျွမ်းဖို့အတွက်လေ့ကျင့်ခန်းလုပ်ရမှာသိတယ်ဒါကိုယ်နဲ့ကိုက်နေတဲ့လေ့ကျင့်ခန်းတွေကဘာတွေလဲဆိုတာမျိုးကိုရွေးချယ်ပြီးမပြုလုပ်တတ်တဲ့လူတွေအတွက်ဒီ program လေးကိုရည်ရွယ်ပြီးတော့ပြုလုပ်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီ program မှာဆိုလို့ရှိရင်ကျမတို့ challenge တစ်ခုလည်းပါဝင်မှာဖြစ်ပြီးတော့မိတ်ဆွေကဒီ challenge ရဲ့ winner ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်မိတ်ဆွေအတွက်ရည်ရွယ်ပြီးတော့ကျမတို့အစီအကံကနေပြီးတော့မှစီစဉ်ပေးထားတဲ့ surprise စုတစ်ခုလည်းရှိပါသေးတယ်စီစဉ်ထားပြီးပါပြီအဲ့တော့မိတ်ဆွေကဒီ challenge မှာ winner မှာဖြစ်ခဲ့ရင်တော့မှမိတ်ဆွေရမှာကမိတ်ဆွေ transform ဖြစ်မှာပါပြီးတော့ဒီ program ရက်60တလျှောက်လုံးမှာကျွန်တော်ဒေါက်တာသေးကိုယ်တိုင်မိတ်ဆွေနဲ့အတူရှင်းနေပါ